ဒါနဲ့မင်းတို့မင်းကြီးကအဲ့ဒီလိုနန်စော်နေတဲ့နေရာမှာအဲ့လိုပြောရဲ့လားတနာစရာပဲကွာကောက်ပဲတီးနှံလောင်ယုံတွေဖွင့်လိုက်ပြီးဟဲ့တို့သမီးတို့ရေလောင်ယုံဖွင့်ပြီးတပိတ်တာတချင်းဝကိုနှစ်ပြားတဲ့လက်နေရင်ကုံသွားမယ်နော်တပိတ်တာနှစ်ပြားတဲ့တန်းစီကြပါဘာလို့တွန်းထိုးနေကြတာလဲဇန်အန်ဒီပိတာ90ဆိုရင်ပြား100တပိတ်တာကိုဘလောက်ကြလဲပိတာ90ကိုပြား100ဆိုတော့တပိတ်တာနှစ်ပြားပေါ့နှစ်ပြားတဲ့နဲ့ဝါလင်းလင်းဝယ်လို့ရတယ်ကျွန်တော်မျိုးရှိနေပါတယ်မင်းကြီးမန်နေဂျာအစိုးရရိတ်ခါဆန်ကတပိတ်တာဘလောက်လဲ3 သိန်းပါမင်းတို့စီမှာဒီလောက်ရိတ်ခါတွေအများကြီးတိုးလောင်ထားတာဘာလို့လဲမြို့နယ်တစ်ခုစားလုံးစားလို့ကုန်နိုင်ပါမလားစားဖို့လို့ဘသူပြောလဲစားဖို့မဟုတ်ရင်ဘာလို့တိုးလောင်ထားတာလဲပတ်ဝန်းကျင်ကမြို့နယ်15ခုလောက်ကနှစ်တိုင်းအငက်ပေးဆိုင်နေတာအဲ့ဒီလူတွေရဲ့ရိတ်ခါတွေကိုငါတို့ချင်းဟဲစီမှာလာဝယ်ကြတာလေရိတ်ခါလာဝယ်တာသူတို့ကချင်းဟဲစီမှာရိတ်ခါလာဝယ်တာဒီမှာမဝယ်ရင်ဘယ်မှာသွားဝယ်ရမှာလဲဒါပေမဲ့ချင်းဟဲကကျွန်တော်မျိုးရှိနေပါတယ်မင်းကြီးမှတ်တမ်းတွေထဲမှာချင်းဟဲကဘာလဲနတ်မုတ်ခေါင်ပါပြီးအလောင်းတွေပြန့်ကျဲနေတဲ့နေရာပါနန်းတော်ကသူ့ကိုတစ်နှစ်ကိုကယ်ဆယ်ရေးငွေဘလောက်ပေးလဲငွေပြား3 သိန်းပါအလောင်းတွေပြန့်ကျဲနေတဲ့မြို့နယ်တစ်ခုကတခြားမြို့နယ်တွေကိုရိတ်ခါပြန်ရောင်းပေးနေတယ်ပေါ့ဒီလောက်များတဲ့ရိတ်ခါတွေကဘယ်ကရတာလဲစိုက်ခင်းတွေကထွက်တာပေါ့ဘယ်စိုက်ခင်းလဲမြို့ရှိဘက်ကမြို့ပိုင်မင်းရဲ့စမ်းသက်စိုက်ခင်းလေးမြို့နယ်တစ်ခုစာရိတ်ခါကစိုက်ခင်းတစ်ခုတည်းကထွက်တာပေါ့ဧည့်သည်ခမရတကယ်ပဲမျက်စိပွင့်ချင်ရင်ကိုယ်တိုင်သွားကြည့်လိုက်ပါကြည့်ပြီးရင်ဒီရိတ်ခါတွေဘာလို့နှစ်ပြားတဲ့နဲ့ရတာလဲဆိုတာခမရသိသွားလိမ့်မယ်အဖိုးစိုက်ထားတာဘာတီးနံလဲမြေမာကပ်ပြီးတီးနေတာပါလားကျွန်တော်စိုက်ပျိုးရေးစာအုပ်တွေအကုန်ဖတ်ဖူးပေမဲ့ဒီလိုမျိုးတစ်ခါမှမမြင်ဘူးစိုက်ပျိုးရေးစာအုပ်တဲ့လားလူငယ်မင်းဖတ်တဲ့စာအုပ်ထဲမှာကင်းစုံဦးကလောဦးပါရဲ့လားကင်းစုံဦးလားကင်းစုံဦးတောင်မသိပဲစာအုပ်တွေအကုန်ဖတ်ဖူးတယ်လို့ပြောရဲသေးတယ်တပင်နဲ့အများကြီးတီးတာပါလားလူငယ်ခန့်မှန်းကြည့်စမ်းဒီတဧကကိုဘယ်လောက်ထွက်မလဲဒီလောက်ကြီးတာပိတ်တာ300မဟုတ်ဘူးပိတ်တာ200ရွှီချမ်းရဲ့အကောင်းဆုံးနှစ်မှာတောင်ပိတ်တာ300ပဲထွက်တာဟာပိတ်တာ300တဲ့လားလူငယ်ပိတ်တာ3000အပြေဝပိတ်တာ3000ထွက်တာဟာ3000အဖိုးကျွန်တော်ပွင့်ပွင့်လင်းလင်းပြောကြရစီမြေစီလွာရဲ့စွမ်းအားမှာအကန့်အသတ်ရှိပါတယ်ရာသီဥတုဘလောက်ကောင်းဒါဟာတဘာဝရဲ့နိယမပါတဧကကို3000ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးတဘာဝနိယမဆိုတာစောက်ပူတွေပါမင်းတို့စိုက်မတက်လို့ပါဟာတီးနှံကောင်းစိုက်ချင်ရင်ဓာတ်မျောစာနဲ့ရေရဟတ်2 ခုပဲလိုတယ်ဓာတ်မျောစာဆိုတာနွားချေး10 လဲစာကိုတစုပ်တဲနဲ့မီတာတစုပ်တဲနဲ့10 လဲစာမီတယ်ဟုတ်လားမီတာပေါ်မြို့ပိုင်မင်းကဓာတ်မျောစာစက်ရုံဖွင့်ထားတာတအိတ်ကိုပြား20တဲ့ခုနကမင်းပြောတဲ့ယူချမ်းရဲ့အကောင်းဆုံးနှစ်မှာပိတ်တာ300ပဲထွက်တယ်ဆိုတာလေဟုတ်ပါတယ်အဲ့ဒီယူချမ်းဆိုတာမင်းကြီးကိုလှုပ်ကြွေးပြုစုနေတဲ့မြေမဟုတ်လားစာအုပ်ပဲဖတ်တတ်တဲ့အရာရှိတစုကအုပ်ချုပ်ပြီးရေမြောင်းတောင်မတူးတတ်ပဲပိတာ300ထွက်တာကိုပဲသူတို့ဂုံယူနေကြတာဒီမျိုးစေ့တွေကိုမင်းတို့မြို့ပိုင်မင်းကဘယ်ကရတာလဲဟေ့ဒါဘသူတိမှလဲဘာပဲဖြစ်အဲ့ဒီလူရောက်လာကြတဲ့ကပါလာတာအဲ့ဒီခေါင်းထဲကအသိပညာတွေကဒီလောကမှာရှိရမယ့်အရာတွေတောင်မဟုတ်တလို့ပဲအဖိုးဒီလိုတီးနှံကောင်းတွေနဲ့စိုက်ပျိုးနည်းတွေကိုလူပေါင်းများစွာကိုကယ်တင်နိုင်တာပဲဘာလို့နန်းတော်ကိုသတင်းမပို့တာလဲဟာနန်းတော်ကိုသတင်းပို့ရမယ်ဟုတ်လားအေးလေလူငယ်မင်းတကယ်ပဲမသိတာလားမသိချင်အောင်စောင့်နေတာလားဘာဆိုလိုတာလဲလွန်ခဲ့တဲ့3 နှစ်ကနန်းတော်ကစာရွက်ပေါ်မှာစုတ်ချက်တစ်ခုဆွဲပြီးငါတို့ချင်းဟဲကိုစရင်တဲကပယ်ဖြတ်လိုက်တာလေမြို့ပိုင်မင်းတင်သမျှအစီရင်ခံစာတွေအားလုံးပင်လယ်ထဲကြောက်ခဲချသလိုဘာမှပြန်မလာခဲ့ဘူးတစောင်မှပြန်မလာဘူးဟုတ်လားနန်းတော်ကငါတို့ကိုတေသူတွေလို့သတ်မှတ်ထားမှာတော့ငါတို့ဘာသာငါတို့ရှင်တန်ရမှာပေါ့ဒါကဘာကိုဆိုလိုတာလဲလွန်ခဲ့တဲ့3 နှစ်ကငါတို့ချင်းဟဲမှာလူပေါင်း1800ပဲကျန်တော့တာ1800ပဲလားအငတ်ဘေးနဲ့တည်တဲ့သူတွေယောဂနဲ့တည်တဲ့သူတွေထွက်ပြေးတဲ့သူပြေးနဲ့ဒီလောက်ပဲကြံတော့တာဒါပေမဲ့နန်းတော်ကစရင်မှာဘလို့ရေးထားလဲတိလာယွန်းချမ်း3 နှစ်မြောက်မှာမိုးခေါင်လို့800တည်တယ်ယွန်းချမ်း4 နှစ်မြောက်မှာကက်ယောဂကြောင့်600တည်တယ်ယွန်းချမ်း5 နှစ်မြောက်မှာဒုက္ခသည်တွေကွဲကွာသွားလို့400တည်တယ်လူငယ်မင်းတွက်ချက်တလား800ပေါင်း600ပေါင်း400ဆိုရင်1800သူတို့ရဲ့စရင်ထဲမှာငါတို့ချင်းဟဲကလူတယောက်မှမကြံပဲတေးကြီးပျက်စီးသွားပြီကျွန်တော်မျိုးရှိနေပါတယ်မင်းကြီးတေကျေပျက်စီးသွားပြီဆိုတဲ့မြို့နယ်တစ်ခုကို3 နှစ်အတွင်းဘယ်သူမှလာမစစ်ဆေးဘူးဘာလို့လဲလူငယ်ခုနကမင်းပြောတဲ့လုံးဝမဖြစ်နိုင်ပါဘူးဆိုတဲ့စကားကလွန်ခဲ့တဲ့လကမြို့တော်ကရောက်လာတဲ့အရာရှိကြီးပြောတဲ့စကားနဲ့တလုံးမှမလွယ်ဘူးမြို့တော်ကအရာရှိကြီးဟုတ်လားအဲ့ဒီအရာရှိကြီးကအခုထိမြို့နယ်ရုံးမှာရေနွေးချမ်းတောက်နေတော့မယ်
အရှင်အဲ့ဒီအဖိုးကြီးပြောတဲ့မြို့တော်ကအရာရှိကြီးဆိုတာလွန်ခဲ့တဲ့လကချင်းဟဲကိုဘယ်အရာရှိရောက်ခဲ့တာလဲအခုအဲ့ဒီလူဘယ်မှာလဲအရှင်အဲ့ဒီအရာရှိကြီးသားတကယ်ဆိုရင်ဒီချင်းဟဲမှာလှည့်ကွက်တစ်ခုခုရှိနေပြီးငါတို့မြို့ပိုင်မင်းကိုသွားရှာကြရအောင်ငါကိုတော့သူ့ကိုတွေ့ချင်တယ်အမမင်းတို့မြို့ပိုင်မင်းကအခုဘယ်မှာလဲဒီအချိန်ဆိုရင်မြို့အနောက်ဘက်ကဖန်ချက်ဆက်ရုံမှာရှိလောက်တယ်အာဖန်တီးထားတာလားဒီတခန်းလုံးဖန်တွေကြီးပဲဟာဧည့်သည်ဒါကိုမှန်လို့ခေါ်တာဖန်ဆိုတာမင်းတို့တထေးတွေလိန်ညာရောင်းတဲ့အခေါ်ဝေါ်ငါတို့စီမှာတော့တောင်းနဲ့ထည့်ပြီးရောင်းတာအဖိုးအတန်ဆုံးကဟိုတခုပဲငါအဖိုးကြီးကဒီလိုပုံစံရှိတာလားအဖိုးခမားမှန်မကြည့်ဘူးလားကြည့်ဘူးတာပေါ့ကြေးမှန်လေးဝေဝါးနဲ့မြူဆိုင်နေတယ်လို့ပဲအသက်60ရောက်မှကိုပုံစံကိုအနီးကပ်ရှင်းရှင်းလင်းလင်းမြင်ဘူးတော့တယ်ကျွန်တော်မျိုးငါကိုတော်ရဲ့ကြေးမှန်ကလည်းဝေဝါးပါပဲဒါဘယ်လောက်လဲ10ပြားပါ10ပြားလားဈေးကြီးတယ်လို့ထင်လို့လားမင်းတို့ဒီမန်တွေကိုမြို့တော်အထိရောင်းဘူးလားမြို့တော်ဟုတ်လားတင်ပို့တဲ့ကုန်ပစ္စည်းတွေထဲမှာမြို့တော်လဲပါမှာပေါ့ဘယ်လောက်နဲ့ရောင်းလဲဒါတော့ငါဘယ်သိမလဲလက်လွဲရောင်းရင်းနဲ့ဈေးတိုင်းထက်အလွန်တက်သွားတာတထေးတွေကလူဝယ်ကြတာတဲ့နာမည်တောင်ပေးထားသေးတယ်ဘာနာမည်လဲသိလားအနောက်တိုင်းဖန်မှန်တန်စားတဲ့အရှင်စာကြီးတိုက်ထဲကအဲ့ဒီမှန်က10ပြားတဲ့ဧည့်သည်ခမားပစ္စည်းဝယ်ဖို့လာတာမဟုတ်ဘူးမလားမြို့ပိုင်မင်းကိုလာရှာတာမဟုတ်လားခုနကပဲအရှိဘက်ကကျောင်းကကလေးတွေအတွက်စာအုပ်တစ်ထွက်လာလို့တွားကြည့်မယ်ဆိုပြီးထသွားတာဧည့်သည်ခမားမြို့ပိုင်မင်းကိုတွားရှာမယ်ဆိုရင်သူ့ကိုဘာပြောရမလဲဆိုတာတေချာစဉ်းစားသွားဘာလို့လဲငါတို့မြို့ပိုင်မင်းအမုန်းဆုံးကမင်းတို့လိုလူတွေပဲဘယ်လိုလူတွေလဲပိုးတယ်တွေဝတ်ထားပြီးလက်မှာရှုပ်မပေးဘူးပါဇက်ကတရားစကားတွေကြီးပြောပြီးစံတပိတ်တာဘလောက်လဲတောင်မသိတဲ့အထက်တန်းစားလူတွေလေတွားကြစို့အရှင်ဖြည်းသွားပါစာတင်ကြောင်းကအရှိဘက်မှာပါထွက်ပြေးမှာမဟုတ်ပါဘူးဒါပါအတန်လဲအရှင်ဒီအတန်ကမဟုတ်တော့ဘူးလူပေါင်းထောင်ကနန်းလောက်ပစ္စည်းတွေရိုက်ခွဲနေတဲ့အတန်နဲ့တူတယ်အရှင်ငါတို့စာတင်ကြောင်းကိုသွားမှာမဟုတ်ဘူးလားဒီနေရာကိုအရင်ကြည့်ရအောင်ရက်လိုက်လက်ပြဆန်းပါလို့လက်ဆက်ရတာလဲစီးစိမ်ခံပြီးအလုံးမလုံးဘူးလက်သေးတွေရှည်လုံးနဲ့ကောက်လိုက်ဆက်ပစ္စည်းတွေကအရန်တန်ဖို့ရှိတာမင်းတို့လက်ကြောင့်ချီမြင့်တစ်ချောင်းပြတ်သွားရင်ငါတို့တရက်စာလက်ကဖြစ်သွားလိမ့်မယ်တန်တန်ရှင်းရှင်းမလုပ်ရင်မဝင်နဲ့ရိုင်းဆိုင်လိုက်တာဒီလူကဘသူလဲဆိုတာမင်းသိလားအေဂရီမင်းမြက်ကြွလာရင်တော့ကောက်ရမှာပဲ။အိုးအရှင်ဒီတန်တယ်ကြီးတွေကသူတို့ဘာသာသူတို့လှုပ်ရှားနေကြတာလျှက်စစ်ကကြိုးတိုင်းလာတော့ဆက်တွေလဲသွားတာတစ်ဆက်ယုံလုံးလူဘယ်နှယောက်စာမိလဲ30ဒီတခန်းလုံးမှာ300ရှိတယ်လူ9000စာမိတယ်ဒီထဲကတမီတာကိုဘလောက်လဲအပြ80မျိုးတော်မှာဘလောက်လဲပြ900ဧည့်သည်လမ်းပေါ်ကိုကြည့်လိုက်ပါချင်းဟဲမှာအဝိစာစုပ်ပြတ်နေတဲ့လူတယောက်မှရှာတွေ့မှာမဟုတ်ဘူး။ကျွန်တော်မျိုးရှိနေပါတယ်မင်းကြီးမျိုးတော်မှာဂွမ်းအင်ကြီးတစ်ထည်ဘလောက်လဲငါကိုတော်မင်းကိုမေးနေတာစင်းရဲတဲ့မိသားစုတွေမှာဂွမ်းအင်ကြီးတစ်ထည်ကိုတမိသားစုလုံးလှည့်ဝေးရတာစောင်းရသည်မှာလမ်းပေါ်မှာအေးခဲတည်ဆုံးနေတဲ့သူတွေရဲ့ခန္ဓာကိုယ်ပေါ်မှာမျက်ခြောက်တွေပဲလွှမ်းထားတာဒီတခန်းလုံးမိမတွေကြီးပဲဘာလို့လဲမိမတွေအလုံးမလို့ရဘူးလို့ဘသူပြောလဲရက်ကန်းရက်တာကမိမတွေအလုပ်ပဲလေဧည့်သည်ရှိကမိမတွေဘလို့ရုန်းကန်ခဲ့ရလဲခမည်းတီလာမျက်စိကွယ်တဲ့အထိဒီနေ့ကို12နာရီရက်ခဲ့ရတာငါအမေဆိုအသက်38နှစ်မှာမျက်စိကွယ်သွားတာသူတစ်သက်လုံးရက်ကန်းရက်ခဲ့ပေမဲ့တည်တဲ့အခါကြောပေါ်မှာလွှမ်းထားတာပုတ်ဆက်နေတဲ့ short စုပ်ပဲမြို့ပိုင်မင်းကဒါဟာမတရားဘူးလို့ပြောတဲ့လောကမှာရှိတဲ့မိမတွေဟာမျက်စိကွယ်တဲ့အထိရက်ကန်းဆက်ပေါ်မှာနှောင်ကျိုးဖွဲခံထားရပြီးမိမတွေကသူတို့ကိုယ်တိုင်ရက်တဲ့အထက်ကိုတော့မဝင့်နိုင်ကြဘူးအဲဒါကြောင့်သူကဒီဆက်ကိုတိဆောက်ခဲ့တာဆက်ကရက်ပေးပြီးမိမတွေကပတ်စံရှာတယ်ငါတို့ချင်းဟဲကမိမတွေကကိုအားကိုပြီးပတ်စံရှာနိုင်တယ်ကိုဘာသာအထက်ဝင်နိုင်တယ်ကိုဘာသာဝမ်းစာရှာနိုင်တယ်ငါတို့ယောက်ျားတွေကိုမိခိုပြီးထမင်းစားစရာမလိုဘူးဒါပါတန်လဲចောင်းစင်းချိန်ရောက်ပြီးចောင်းစင်းချိန်ငါတို့ချင်းဟဲကကလေးတိုင်းစာတင်ခွင့်ရတယ်ကလေးတိုင်းတော့အရှင်ခဏဆောင်ပါဦးမြို့ပိုင်ဆရာမနှက်ဖြန်ရောလာဦးမလားမြို့ပိုင်မင်းအရှင်လူရောဦးလေးမြို့ပိုင်ဆရာကိုရှာနေတာလားဒါဘာမြေပုံလဲဘာမြေပုံလဲဆိုတော့ဆရာဆွဲထားတဲ့မြေပုံလေးဒါဘယ်နေရာလဲပင်လယ်လေးဒါဆိုတာကောဒါဘာလဲတော့မသိဘူးဆရာကတော့ပင်လယ်ရဲ့ဟိုဘက်မှာလဲလူတွေရှိသေးတယ်လို့ပြောတာပဲပင်လယ်ရဲ့ဟိုဘက်မှာလူတွေရှိသေးတယ်ဟုတ်လားဆရာကအများကြီးရှိသေးတယ်လို့ပြောတာပဲဒါဆိုငါတို့တာလျန်ပြည်ကဘယ်မှာလဲဒီမှာလေးရှောက်ပြောနေတာဒီလောက်သေးရအောင်ငါတို့တာလျန်ပြည်ရဲ့နေနမိတ်ကမိုင်ပေါင်းတန်းကြီးကျယ်ဝန်းတာသမုတ်တရားလေးစင်းလုံးကိုပိုင်ဆိုးထားတာလောကတစ်ခုလုံးရဲ့ဗဟိုပဲဆရာကတော့ဒီလောက်ပဲရှိတယ်လို့ပြောတာပဲအောက်ကရတွေဆရာကပြောသေးတယ်ကိုအကြီးဆုံးလို့ထင်နေတဲ့လူတွေဟာရွာပြင်ကိုမထွက်ဘူးတဲ့လူတွေတဲ့ဒါကဘာလဲမေးအခရာမြောက်စရာလေးတွက်ချက်ဖို့3တာဦးလေးသမီးမေးကြည့်မယ်နော်3ခုနဲ့လီဘယ်လောက်လဲဒီလောက်လွယ်တာတော့မသိဘူးလားဦးလေးကလည်းတုံးလိုက်တာဟာဆရာကပြောဘူးတယ်တင်းချမတွက်တတ်တဲ့သူတွေကြီးလာရင်လူဆိုးတွေရာဇဝတ်ကောင်တွေရဲ့လိမ်လဲတာခံရလိမ့်မယ်တဲ့ဦးလေးကဒီလောက်ကြီးနေပြီကိုမတွက်တတ်သေးဘူးစာကောင်းမတင်ခဲ့ရဘူးလားဆရာဧည့်သည်ကူညီပေးရမယ့်ကိစ္စရှိလို့လားမင်းမျက်နှာပေါ်မှာတက်ထားတာပါလဲမျက်မှန်လေးအသက်ကြီးလာလို့မျက်စိမှုန်ပြီးစာမမြင်ရတော့တာဒါလေးတက်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်ရပြီဘယ်လောက်လဲတနမူနာကို10ပြားပါ
10ပြားငါတို့ချင်းဟဲကအသက်80အဖိုးကြီးတွေတောင်စာဖတ်နိုင်သေးတယ်ကျွန်တော်မျိုးသူကွယ်လွန်ခါနီးမှာမျက်စိကွယ်သွားခဲ့တာနောက်ဆုံးနှစ်တွေမှာစာတစ်လုံးမှမမြင်ရတော့ဘူးသူတည်တဲ့အထိလက်ထဲမှာစာအုပ်တစ်အုပ်ကိုကင်ထားတော့မယ်10ပြားတဲ့ဦးလေးသမီးထမင်းသွားစားတော့မယ်ထမင်းစားမယ်စာတင်တာပတ်စံပေးစရာမလိုတဲ့အပြင်ထမင်းတစ်နက်တောင်ကျွေးသေးတယ်ဒီနေ့အသားပါတယ်စာတင်တာပတ်စံပေးစရာမလိုဘူးဟုတ်လားဦးလေးတို့စီမှာမကျွေးဘူးလားကလေးတွေပိုက်စာရင်စာဘလို့တင်မလဲအော်ဒါနဲ့ဦးလေးတို့ဒီလောက်ကြီးနေပြီကြောက်ထိုးပြီးပြီလားကြောက်ထိုးပြီးပြီကြောက်ထိုးထားရင်ကြောက်ယောဂမဖြစ်တော့ဘူးလေကျွန်တော်မျိုးဂုံယူပါတယ်အရှင်လွန်ခဲ့တဲ့နှစ်ကကလေးဘယ်နှစ်ယောက်ဆုံးသွားလဲ3ယောက်ပါဆေးကူတာဆေးဝယ်တာတပြားမှပေးစရာမလိုဘူးရက်လိုက်ခမလားမြောင်းတူးတဲ့သူပဲလက်ဆေးလိုက်ဘာလို့လဲစေကန်းထဲမဝင်ခင်လက်အရင်ဆေးရတယ်ငါကြည့်ုံတင်ကြည့်မှာပါဘာလို့ဒီလောက်ရှုပ်ရှုပ်ရှက်ရှက်လုပ်နေရတာလဲမရဘူးခမကိုပေါ်မှာပိုးမွားတွေဘလောက်တောင်ပေးချင်နေမှန်းမသိဘူးမတော်လို့ယောဂပိုးတွေပါလာပြီးလူနာစီကူးသွားရင်ဘယ်သူတာဝန်ယူမလဲယောဂပိုးမမြင်နိုင်တဲ့ပိုးမွားတွေလားခမရဲ့ဒီလက်ပေါ်မှာပုံကွယ်နေတာခမကကိုတန်ရှင်းနေထင်နေတာတကယ်တော့အရန်ညစ်ပတ်တာပဲခမရဲ့ဒီလိုစေးကြောနီးမျိုးနဲ့ဆိုခမတို့နေရာမှာကိုလက်ကိုတခါမှတန်ရှင်းဆေးဘူးမှာမဟုတ်ဘူးဟုတ်တယ်တခါမှမဆေးဘူးမြို့တော်ကရောက်လာတဲ့အထက်တန်းသားတွေဟာလက်တောင်ဆေးမတက်ကြပါလားဝင်ခဲ့တော့အဖိုးဒီဆေးကူရတာဘလောက်ကုန်လဲပတ်စံဆေးကူတာပတ်စံပေးစရာမလိုဘူးလေပတ်စံမလိုဘူးမြို့ပိုင်မင်းဖွင့်ထားတဲ့ဆေးကမ်းမှာကြည်တာဆေးဝယ်တာအကုန်ခမဲ့ပဲငါအဖိုးကြီးခန္ဓာကိုယ်ဆိုရင်လွန်ခဲ့တဲ့3နှစ်ကတည်းကတေပြီးသားနာလဲမနာဘူးဒါကကြောက်ထိုးတာမလားနွားကရတဲ့ကြောက်လေးနွားစီကရတဲ့ကြောက်ကအပြော့စားလူစီထိုးပြီးရင်အဖူလေးပဲထွက်တာရဲနေနေကြရင်ပျောက်သွားရောဒါပေမဲ့ဒီတစ်ခါထိုးပြီးရင်ကြောက်ရောဂါဘယ်တော့မှမဖြစ်တော့ဘူးကလေးပဲရွယ်မှာထိုးလို့ရလဲမွေးတာနဲ့ထိုးလို့ရပြီးငါတို့ချင်းဟဲမှာကြောက်ထိုးတာ3နှစ်ရှိပြီးကြောက်ရောဂါနဲ့တည်တဲ့သူတယောက်မှမရှိဘူးကျွန်တော်မျိုးရှိနေပါတယ်မင်းကြီးအဲ့ဒီကလေး3ယောက်ခမရတို့ဒီစေကန်းတစ်ခုမှာတမားတော်နည်းနည်းလေးနဲ့တယ်ငါရဲ့နန်းတွင်းစေးရုံမှာတမားတော်ပေါင်း324ယောက်ရှိတာလွန်ခဲ့တဲ့နှစ်ကမြို့တော်မှာကက်ယောဂါဖြစ်တုန်းကသူတို့ထိန်းချုပ်နိုင်ခဲ့လို့လားမိခင်ရောကလေးပါဘေးကင်းပါတယ်ဟာသမီးတို့အောင်မြင်လုံနိုင်ခဲ့ပြီးလက်ဆေးပါကရိယာတွေကိုရင်နွေးနဲ့ပေါင်းပါအခန်းထဲမှာမီးထွန်းထားပါလေမတိုက်ပါစေနဲ့ဒီလောက်ရိုးလေးပဲဒီလောက်လေးတင်ပဲငါတို့ချင်းဟဲမှာ3နှစ်အတွင်းမိဘရင်တည်တဲ့မိခင်တယောက်မှမရှိဘူးခင်ဗျားတို့စီကဝက်ဆွဲတည်တွေလက်တောင်မဆေးကြဘူးမလားဒါလူတက်နေတာမဟုတ်ဘူးလားအဖိုးအခမဲ့စေကန်းအခမဲ့စာတင်ကြောင်းတပိတ်တာကိုနှစ်ပြားတဲ့နဲ့ရိတ်ခါသားတွေအားလုံးကပတ်စံမကုန်ဘူးလားခင်ဗျားတို့မျိုးနယ်ရုံကဘယ်ကပတ်စံတွေရတာလဲပတ်စံဧည့်သည်ငါတို့မျိုးနယ်ရုံမှာပတ်စံတွေအများကြီးရှိတာပေါ့ဘဲကရတာလဲဆိုတော့ငါတို့မျိုးပိုင်မင်းကပတ်စံရှာတတ်တာလေဆန်ဆက်တကြားဆက်ဖန်ဆက်ရက်ကန်းဆက်ဘဲဆက်ယုံမဆိုပတ်စံတွေအများကြီးရတာအစိုးရရဲ့ပတ်စံကဆက်ယုံတွေစီကလာတာငါတို့ပြည်သူတွေရဲ့အိတ်ထဲကတပြားမှမယူဘူးကျွန်တော်မျိုးရှိနေပါတယ်မင်းကြီးနန်းတော်ရဲ့ပတ်စံကဘဲကရလဲဒီတစ်ခါရှင်အခွန်ကလာတာပါအခွန်ကဘဲကရလဲပြည်သူတွေစီကချစ်ထုတ်ယူတာဧည့်သည်ခမည်းကိုစကားတခုံးပြောပြမယ်ကြားတာတော့ငါတို့ချင်းဟဲကတနစ်ကိုရှာတဲ့ပတ်စံဟာနန်းတော်ရဲ့ဗန္ဒာတိုက်ထက်တောင်ပိုကျွဲဝသားတဲ့ဗန္ဒာတိုက်ထက်ပိုကျွဲဝတာပေါ့မြောင်းတူးတာ320ယွမ်စာတင်ကြောင်းမိုးလွဲစာတရာ80ယွမ်အဖိုးအိုဂွမ်းအင်ကြီး40ယွမ်နွားဝယ်ဖို့စည်ရင်သွင်းတာ6ယွမ်ဒါပါလဲမြို့နယ်ရုံးရဲ့စည်ရင်လေတာဒီလမှာမြို့နယ်ရုံးဘလောက်သုံးခဲ့လဲဘယ်မှာသုံးခဲ့လဲဆိုတာတပြားမှမကြံပေါ်မှာရေးထားတာဘာလို့ကတ်ထားရတာလဲဘာဖြစ်လို့လဲသုံးတာပြည်သူပတ်စံပဲပြည်သူကိုဘာလို့ပြတ်မကြည့်ရမှာလဲကျွန်တော်မျိုးရှိနေပါတယ်ဒီစာကြောင်းကိုဖတ်ဆန်းနွားကြောက်မျိုးစေ့ဝယ်ယူခြင်း6ယွမ်ဧည့်သည်မျိုးတော်ကလာတာမလားမင်းတို့မျိုးတော်ကအရာရှိတွေရောစည်ရင်ကိုအပြင်မှာကတ်ထားရဲလို့လားမကတ်ပါဘူးဒါဆိုသူတို့ခိုးစားထားလို့ဖြစ်မှာပေါ့ဆရာပစ္စည်းဝယ်ခြင်းရဲ့အရှိဘက်ကစည်ရင်ကင်စီသွားပါအဲ့မခံပါဘူးကျွန်တော်ပစ္စည်းဝယ်တာမဟုတ်ပါဘူးမေးစရာတခုရှိလို့ပါမေးပါတပိတ်တာနှစ်ပြားတဲ့နဲ့ရောင်းတဲ့ရိတ်ခါကခမည်းတော်အရှုံးမပေါ်ဘူးလားအရှုံးပေါ်မလားဧည့်သည်ခမည်းတကယ်တွက်မတွက်တတ်ဘူးပဲခမည်းကိုကျွန်တော်တွက်ပြမယ်ဒီတစ်ခုကိုတဝက်ပဲမြက်တယ်တစ်နှစ်ကိုအခုတန်း30ရောင်းရရင်ခမည်းတွက်ကြည့်စမ်း15000ဒါကပစ္စည်းတစ်မျိုးလေးရှိသေးတာငါတို့ချင်းဟဲမှာပစ္စည်းမျိုးပေါင်း120ရှိတယ်အမျိုးတိုင်းကနည်းနည်းပဲမြက်တာဒါပေမဲ့ဒီလောကမှာလူတွေအများကြီးရှိတယ်လေဒါဆိုတစ်နှစ်ကိုစုပေါင်းဘယ်လောက်မြက်လဲလွန်ခဲ့တဲ့နှစ်ကကုန်ကြစည်တွေလောက်ခလာစာတွေအခမဲ့စည်းကမ်းနဲ့စာတင်ကြောင်းကုန်ကြစည်တွေကိုဖယ်လိုက်ရင်အသားတင်6.8တန်းမြက်တယ်အရှင်ဗန္နာတိုက်ကတစ်နှစ်မှမဖြစ်နိုင်ဘူးမင်းတို့ချင်းဟဲမှာလူဘယ်လောက်ရှိလို့လဲ8000ပါ8000လူ8000ကတစ်နှစ်ကို6.8တန်းရှာနိုင်တယ်ဟုတ်လားဧည့်သည်ငါတို့ချင်းဟဲမှာလူ8000ပဲရှိတာမှန်ပေမဲ့ငါတို့ရဲ့ပစ္စည်းတွေကိုလူတန်း30စီရောင်းတာလေလွန်ခဲ့တဲ့3နှစ်ကငါတို့စီမှာလူ1800ပဲရှိတာအခု8000ရှိပြီပိုလာတဲ့6200ကအပြင်ကနေဒုက္ခတွေအဖြစ်ထွက်ပြေးလာကြတာနန်းတော်ရဲ့စီးရင်မှာတော့ချင်းဟဲမှာလူ400ကွဲကွာသွားတယ်လို့